မင်္ဂလာပါရှင်ရှောင်းမီရဲ့ခါးနှိပ်ဆက်လေးပြပေးပါမယ်ရှင်သူကခါးတွေတင်မကဘူးနောက်ကျောတွေလက်ပြင်တွေနဲ့ဇက်ကျောတွေခြေစလုံးတွေပေါင်တွေထိပါနှိပ်လို့ရမှာပဲဖြစ်ပါတယ်ရှင်ပေလိုဒီဇိုင်းဖြစ်တဲ့တော့ကြောင့်မလို့ကိုလိုအပ်တဲ့အနေထားမှာထားပြီးတော့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ရှင်သူ့ရဲ့အတွင်းထဲမှာ 3D နှိပ်ဆက်ခေါင်းလေးတွေစိုက်ဆုံးအခု20ပါပါတယ်ရှင်ဒီခေါင်းလေးတွေကနေပြီးတော့လှည့်လည်ပြီးတော့နှိပ်ပေးသွားမှာပဲဖြစ်ပါတယ်အပူပေးစနစ်နွေးနွေးလေးနဲ့လည်းနှိပ်လို့ရတာဖြစ်တဲ့တော့ကြောင့်မလို့တွေးလဲပတ်မှုကိုလည်းကောင်းမွန်စေပြီးတော့ကြွက်သားနာကျင်နာတွေကိုလည်းတက်တာစေမှာပဲဖြစ်ပါတယ်ရှင်ဘက်ထရီ mAh 2400ပါတာဖြစ်တဲ့တော့ကြောင့်မလို့3နာရီဝန်းကျင်လောက်အသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင်ပြီးရင်သူ့မှာ NFC ပါပါတယ်စပီးရကြတော့2ဆင့်ရွေးချယ်နိုင်ပါတယ်ရှင်ပါဝါခလုတ်ကိုနောက်ထပ်တစ်ချက်ထပ်နှိပ်လိုက်မယ်ဆိုလို့ရှင်စပီးမြန်သွားမှာဖြစ်ပါတယ်သူ့ရဲ့အထက်ကခလုတ်ကကြတော့အပူဖွင့်ရတဲ့မုတ်လေးဖြစ်ပါတယ်အပူမှာကြတော့သူကအလင်းလေးရောပါပါတယ်အဝါရောင်မီအလင်းလေးပါပါတယ်ရှင်ချာဂျင်ကတော့တိုက်စီနဲ့သွင်းပေးရမှာဖြစ်ပါတယ်ရှင်အသုံးပြုနေရင်းနဲ့ခလုတ်ကနေပြီးတော့ control မလုပ်ချင်ဘူးဆိုလို့ရှင် Xiaomi Mi ကြား app နဲ့ချိတ်ဆက်ပြီးတော့မှလည်း control လုပ်လို့ရမှာဖြစ်ပါတယ်ရှင် Xiaomi Mi app နဲ့ချိတ်ဆက်ပြီးတော့အသုံးပြုမယ်ဆိုရင်တော့နှိပ်တဲ့ mode လေးတွေကို၄မျိုးလောက်ပြောင်းလဲပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင် customize လည်းထားလို့ရမှာဖြစ်ပါတယ်ဒီလိုမျိုး software နဲ့ချိတ်ဆက်ပြီးတော့အသုံးပြုမယ်ဆိုရင်တော့နှိပ်နီး mode လေးတွေပြောင်းလဲလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဆက်အတွင်းထဲမှာရှိတဲ့ဘောလုံးလေးတွေကလှုပ်ရှားမှုပုံသဏ္ဍာန်မျိုးစုံနဲ့လှုပ်ဆောင်ပေးမှာပဲဖြစ်ပါတယ်ဆက်ထဲမှာ battery လက်ကျန်ဘယ်လောက်ရှိသေးလဲဆိုတာကိုလည်း app ထဲမှာ percentage နဲ့ကြည့်ရှုလို့ရမှာဖြစ်ပါတယ်ရှင်အသုံးပြုရတာအရန်အဆင်ပြေပါတယ်အိမ်ထဲမှာလည်းအသုံးပြုလို့ရမယ်ကားထဲကိုလည်းထည့်သွားလို့ရပါမယ်ရှင်ဝယ်ယူခြင်းနဲ့ဆိုရင်တော့မိတ်ဆွေတွေရဲ့ Sweet Corner Facebook chat box မှာတစ်စင်း TikTok chat box မှာတစ်စင်းမှောက်နိုင်ပြီပဲဖြစ်ပါတယ်ရှင်မိတ်ဆွေတွေရဲ့ Sweet Corner က WePost Delivery Ninja Delivery နဲ့ရောက်တဲ့မျိုးကြီးများအားလုံးကိုအိမ်ရောက်ငွေချေနဲ့ပစ္စည်းပို့ပေးပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်